အရှုံးကနေအချိန်မီပြန်လည်နိုးထမှဖြစ်မဲ့ United ရှေ့လာမဲ့ပွဲချက်တွေကိုဘယ်လိုရင်ဆိုင်သွားကြမလဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရီချမ်းပါ United အသင်းဟာဒီတစ်ပတ်မှာတော့ Newcastle အသင်းကိုရှုံးနေမှုကြောင့်အတော်လေးခံပြင်းလွန်းခဲ့ပြီးပြည်သက်တွေလည်းအတန်တိတ်တိတ်နဲ့ကြိတ်မိတ်နေရတဲ့ရက်တစ်ပတ်လို့ဆိုရမှာဖြစ်ပါတယ်ဒီနေရာမှာစိုးရိမ်စရာတွေရှိနေသေးတာကဒီရှုံးပွဲကနေ United အသင်းနဲ့ Michael Carrick တွေဘယ်လိုပြန်လဲနိုးထလာမလဲဆိုတာအရန်ကိုစိတ်ပူရမယ့်အရာတစ်ခုလည်းဖြစ်ပါတယ် United ကစားသမားတွေဟာနိုင်ပွဲတွေရရှိနေရင်ပုံစံကောင်းမှရှိနေကြတတ်ပေမဲ့ရှုံးပွဲတစ်ပွဲတွေ့လိုက်တာနဲ့အာရော့စိတ်တကြပြီးပုံမှန်ခြေစွမ်းအောက်ကိုရောက်ရှိသွားတတ်လေရှိတာမို့ Newcastle အသင်းကိုရှုံးနေမှုကနေအမြန်ဆုံးပြန်လဲနိုးထပြီးကြော်ဖြတ်နိုင်မှရမှာလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ United အသင်းဟာ Premier League လက်ကျန်ပွဲစဉ်တွေမှာအရန်ကိုကြက်တဲမဲ့ကာလာတစ်ခုကိုလည်းကြုံတွေ့ရအောင်မှလည်းဖြစ်ပါတယ်။ United အသင်းအနေနဲ့လာမယ့်တစ်ပတ်မှာတော့ Premier League ပွဲစဉ်30အဖြစ် Aston Villa အသင်းကိုအိမ်ကွင်းမှာလက်ခံရှင်ပြိုင်သွားရမှာဖြစ်ပြီးတကယ့်ကိုခက်ခဲမဲ့ပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။ United အသင်းနဲ့ Villa အသင်းဟာရမဲ့တူဂိုးကွာဟာချက်အနေငယ်ကြောက်တာအဆင့်3နဲ့အဆင့်4နေရာမှာအပေါ်အောက်ဖြစ်နေပေမဲ့ဒီပွဲကြောင့်ပဲရမဲ့တွေဘလို့ဆက်လက်ဖြစ်သွားမလဲဆိုတာအတော်လေးကိုစိတ်ဝင်စားဖို့လည်းကောင်းတာဖြစ်ပါတယ်။ Newcastle အသင်းကိုသာအနိုင်ရရှိခဲ့ရင်3မှတ်အကွာမှာရှိနေမယ်ဆိုပေမဲ့အခုခါမှာတော့အကျိတ်နဲ့ရှင်ပြိုင်နေရာလူရမှာလည်းဖြစ်ပါတယ်။နောက်ထပ်လက်ကျန်ပွဲစဉ်တွေမှာတော့ Chelsea, Liverpool တို့လိုထိပ်သီးအသင်းကြီးတွေအပြင်ကစားရအလွန်ကိုခက်ခဲစေတဲ့ဖုံးမောက် Leeds United, Brentford, Sunderland, Nottingham Forest နဲ့ Brighton အသင်းဆိုပြီးတကယ့်ကိုကစားအားကောင်းတဲ့အသင်းတွေကိုရင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်။ United အသင်းဟာလက်ရှိအမှတ်ပေးစရာမှာအဆင့်3နေရာမှာရှိနေတဲ့ဆိုပေမဲ့ Villa အသင်းနဲ့ရမဲ့အတူ Chelsea, Liverpool အသင်းတို့နဲ့က3မှတ်သာကွာဟတာကြောင့်နောက်ထပ်တပွဲလောက်ရှုံးသွားမယ်ဆိုရင်တော့အချိန်မရွေးအဆင့်6နေရာထိရောက်ရှိသွားနိုင်မယ့်အနေအထားတစ်ခုမှလည်းဖြစ်ပါတယ်။ Chelsea, Liverpool တို့နဲ့တွေ့ဆုံရမယ့်ဒုတိယအကျော့ပွဲစဉ်တွေကလည်းဒီယာဒီကိုအဆုံးဖြတ်ဖြစ်စေမယ့်ပွဲစဉ်တစ်ခုဖြစ်သလို Leeds United, Brentford နဲ့တွေ့ဆုံရမယ့်ပွဲစဉ်တွေကလည်းခက်ခဲတဲ့စိန်ခေါ်မှုတွေကတစ်ခုဖြစ်ပါတယ်။ United အသင်းဟာ Michael Carrick လက်ထက်မှာရလက်တွေဇက်တိုက်ကောင်းနေတဲ့အချိန်မှာပဲအားထားရတဲ့ကစားသမားတွေဖြစ်တဲ့ Lisandro Martinez နဲ့ Mason Mount, Patrick Dogu တို့လိုကစားသမားတွေဟာဒဏ်ရာတွေကြောင့်လွဲချော်သွားခဲ့တာကြောင့်လာမယ့်ပွဲချက်တွေမှာပုံမကောင်းမွန်တဲ့အစုပွဲတစ်ခုကို Carrick တယောက်ရှာဖွေရတော့မှာဖြစ်ပြီး10ရက်မှတပွဲလုံးကန်ရမယ့် United အသင်းလက်ကျန်ပွဲစဉ်တွေကိုအကောင်းဆုံးပြင်ဆင်လှုပ်ဆောင်နိုင်ဖို့အရန်ကိုအရေးကြီးနေပြီပဲဖြစ်ပါတယ်။ဆိုတော့ Michael Carrick နဲ့ United ကစားသမားတွေအနေနဲ့ Newcastle အသင်းကိုရှုံးနေမှုကနေစိတ်ပြက်အားငယ်နေရမယ့်အချိန်ခါမျိုးမဟုတ်တော့ဘဲလက်ကျန်ပွဲစဉ်တွေကိုအကောင်းဆုံးအနိုင်ယူကြော်ဖြတ်နိုင်ဖို့အတွက်အချိန်မီပြန်လည်နိုးထဖို့လိုအပ်ပါကြောင်းနဲ့နီးပြ Michael Carrick တယောက်ဒီအရှုံးကနေဘာတွေသင်ယူသွားနိုင်ခဲ့မလဲဆိုတာလာမယ့်လက်ကျန်ပွဲစဉ်တွေမှာစောင့်ကြည့်အားပေးသွားကြရအောင်ပါလို့တင်ဆက်ရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာ။ Okay, Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်စစ်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နေပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနိုင်အောင်လို့လည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးဖို့မမေ့ကြပါနဲ့နော်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ